ကဲဘာလို့နဲ့ဗျာနောက်နေ့မနေ့ရောက်သွားပြန်ပြီအလောက်ကသွားရအောင်ပါဗျာတခါလေးညလည်းဗျာတနေ့လေးစဉ်းစားမိရဲ့ကျွန်တော်တို့ဒီလူဝိုင်ကိုဘာလို့ရောက်လာလဲကိုယ့်အကိုစဉ်းစားလို့မရဒီလူဝိုင်ကိုဘာအတွက်ကြောင့်ရောက်လာတယ်ဘာလို့ဖို့ရောက်လာတယ်ဘာလို့ရောက်လာလဲဆိုတော့ကိုယ့်အကိုစဉ်းစားလို့မရဘူးဗျာဟိုတနေ့ကောင်လှုပ်ညနေခင်းပြန်လာရင်ရေမိုးရှိုးတမစားတော့ဖုံးကြည့်ပြီးရင်အိတ်တခါနောက်နေ့မနေ့ရောက်လာရင်ကတင်းကုန်းယုံထဒီလှုပ်မျက်နှာတက်သွားတိုက်တမစားလှုပ်သွားဖို့လှုပ်ထဲမှာမပြောလဲလှုပ်ခါပြန်လာအဲ့လိုကြီးပဲတန်ရလဲနေတာဗျကြာလာတော့ကျွန်တော်လဲလှုပ်เสียတခြားလှုပ်เสียမရှိဘူးလားပေါ့ဘာများရှိတော့မို့တခြားဘာများလှုပ်လို့ရမလဲပေါ့ငါအားနဲ့ချိန်မှာတခြားလှုပ်เสียဘာများရှိမလဲလို့ရှာရင်နဲ့ဒီလိုဗီဒီယိုတင်ပြတာဗျာဒီနေ့ဆိုတကယ်နဲ့ဒီလားတင်မပြင်းနေတာဘာကြောင့်တင်မှမသိဘူးဒါမဲ့ဒီနေ့ကျွန်တော်လာတာထုတ်လိုက်ဗျာထုတ်လာတော့ကျွန်တော်လာတာထုတ်လာတဲ့အကြောင်းလေးတင်မယ်ပေါ့အဲ့လိုနဲ့လှုပ်လိုက်တယ်ဗျာအပျော်ဆုံးကတော့ဗျာလာတာထုတ်မရကအပျော်ဆုံးပဲလှုပ်စင်းတဲ့ရက်တည်းမှာလာတာထုတ်ပြီးနောက်နေ့လှုပ်ပြစင်းတဲ့ရက်ကစိတ်ညစ်ဆုံးပဲဘာလို့လဲဆိုတော့လာတာထုတ်ဖို့တော့ကိုပြန်စောင့်နေရတာဗျာမျိုးတော့ရှိပါဒီထိုင်းမှာတစ်ပတ်တစ်ခါပတ်စံထုတ်ပေးတဲ့စက်ရုံရှိရယ်နှစ်ပတ်တစ်ခါထုတ်ပေးတဲ့စက်ရုံရှိရယ်တစ်လတစ်ခါထုတ်ပေးတဲ့စက်ရုံရှိရယ်ကျွန်တော်တို့စက်ရုံကကြတော့နှစ်ပတ်တစ်ခါအဲ့တော့နှစ်ပတ်တစ်ခါဆိုတော့ကျွန်တော်တို့တနင်္ဂနွေနေ့ရက်နှုတ်လိုက်ရင်လှုပ်စင်းရက်က12ရက်ရှိရဗျာအဲ့တော့လောက12ခါရတနေ့400နဲ့တွက်ရင်12လေး48 4000နဲ့800ပတ်4800ပေါ့OD ပါရရင်တော့အထက်များတာပေါ့ဗျာဟာပြောဒီနေ့ကတော့ဗျာလာတာထုတ်မရဆိုတော့နည်းနည်းလောက်ထက်မှဥမြူးနေပေါ့ညနေခင်းညပတ်စံရတော့မှလေဒီလိုလာတာထုတ်ရဆိုရင်ကျွန်တော်တို့ကအလုပ်ကိုနည်းနည်းအဲ့လောကအာရုံစိုက်ပြီးမလုပ်တော့ဘူးဗျာအဲ့လိုရေးလားတောင်းလို့မြောက်လို့အဲ့လိုနဲ့ပဲပြီးသွားတာများတယ်ဒါပြောဗျာမြန်မာနိုင်ငံထက်တော့တက်တာတယ်လို့ထင်တာပဲထိုင်းနိုင်ငံမှာလို့လောကလည်းမြန်မာငွေနဲ့ပြန်ကြည့်နေများတယ်ဗျာပြီးတော့လောက်ရတာလည်းအဲ့လိုကျွန်တော်တို့လုပ်ငန်းတော့အဲ့လောက် pressure မရှိဘူးဗျအေးဆေးပဲဝနာလည်းသူ့လို့ကိုလည်းကိုလို့တချို့ဝနာဆိုလဲတငယ်ချင်းမောင်းပေါင်းပြီးလို့နေကြရဆိုတော့စင်တော့ပြပါတယ်တခါလေရလဲဗျာဒီချက်လာတာဒီကောင်းရတဲ့နေရာတခါရလဲသွားကျင်စီပေါက်လာဘာလို့လဲဆိုဗျာဟိုကကျွန်တော်ဒီစင်ပြေနေတာဒီတိုင်းလေးမိန်နေမိတာဗျာတကယ်ငွေကြီးအခက်ရှိလာရင်ကြတော့ကျွန်တော်လုံနေစက်ရုံမျိုးကြတော့မလုံလောက်ဘူးကျွန်တော်ရတဲ့ပတ်စံနဲ့အိမ်ပို့ဖို့နဲ့ကိုသုံးဖို့နဲ့ဒီကြားတဲ့မိသားစုကကျမ်းမာရေးပါညာဖြစ်လာတဲ့ဥမာတကူဖြစ်လို့ပတ်စံသုံးရမယ်ပါညာဆိုရင်ကျွန်တော်တို့ဒီလုံနေစက်ရုံတွေချတော့မကိုက်ဘူးနောက်ဆိုလောကအရင်နေOD မရှိရလဲပါတယ်ဗျာအခုဆိုရင်ကျွန်တော်တို့ဒါဒီနေ့ဆိုလာတာထုံးမရကစနေနေ့မှထုတ်ရတော့ကျွန်တော်တောက်ကြနေထုတ်လိုက်ထုတ်ပြီးတော့စနေတနင်္ဂနွေနေ့ရက်ပိတ်လိုက်တယ်အဲ့လိုပေါ့ဗျာပိတ်ရများလာတော့ကြာတော့ပတ်စံထွက်တာနဲတာပေါ့တကယ်ကိုမိသားစုမှာငွေကြေးလိုအပ်ချက်ရှိလာရင်ကြတော့အဆင်မပြေဘူးဗျအကြလည်းဗျာတလောက်1000ခွဲ1600 19000အဲ့လိုနေစားညစားနဲ့ဆင်းရအလုပ်တွေလည်းတွားလို့ရှင်းတယ်ဗျာကျွန်တော်လို့ဆိုလဲဗျာလက်ချက်တွေပါနဲ့တရှင်းနားထောင်လို့ရတယ်ဖုံးကြည့်လို့ရတယ်တရှင်းတွေပဲကြော်ရင်ဖုံးထုတ်ပြီးကြော်လို့ရတယ်လွတ်တယ်လို့ပေါ့ဗျာဝနာရမရှိတယ်လို့ပေါ့စီကန်းလေးဖောက်လို့ရပါပေါ့ဒါပေမဲ့တကယ်အဲ့လိုစီဝါရေးတာကောင်းတဲ့စက်ရုံတွေလုပ်ငန်းတွေရောက်သွားကြအဲ့လိုနေလို့မရတော့ဘူးဗျကျွန်တော်တို့ဒီလုပ်ငန်းသွားပြီဆိုရင်ရောက်တာနဲ့အဲ့ဒီဝက်စားလဲမှာဝက်စားလဲဖုံးနေအကုန်ထားပြစ်ခဲ့ဘာမှလုပ်လို့မရဘူးဘာနဲ့ချက်မှလည်းယူလို့မရဘူးလုံးဝလူတော်မှပဲလုံးဝခေါင်းစွန်းနဲ့အကုန်တကူလုံးပိတ်ပြီးမျက်လုံးလေးပဲပေါ်သွားတာအဲ့လိုလုပ်တွေလည်းရှိတယ်အဲ့လိုမျိုးသွားပြီးလုပ်ထဲမှာဆက်ရုပ်တွေလိုပဲလုပ်ရခါရောက်လဲဗျာအဲ့လိုမလုပ်ရှင်ဘူးဗျာမွန်းကျက်တယ်ကျွန်တော်တို့ကြတော့ပြင်းတယ်လို့လည်းပြောတာလည်းမဟုတ်ဘူးဗျာအဲ့လိုမျိုးမလုပ်ရှင်ဘူးဗျာကျွန်တော်လုပ်ပေါ့ပနဲ့ပဲလို့သွားကြတယ်အားကြောင့်လည်းကျွန်တော်ဒီလိုဗီဒီယိုတွေလုပ်ဖို့စိတ်ကူးရှိရတယ်ပါတယ်ချို့ကတော့ပြောတော့ဗျာပတ်စံလိုချင်လို့မလုံးနဲ့ပါညာနဲ့တကယ်တော့ဗျာပတ်စံလိုချင်လို့လုပ်တာဒါပေမဲ့ပတ်စံတော့နောက်မှလိုက်လာမှာဗျာလောတယ်ကျွန်တော်တို့ကဗီဒီယိုလေးတင်ရမယ်ကိုဗီဒီယိုမှာကိုဗီဒီယိုတစ်ပုတ်တင်လိုက်တဲ့ဗီဒီယိုမှာတခြားလူတွေအတွက်ကတခုပေါ့မှတ်သားကြလေးဒါမှမဟုတ်ကိုစီကနေဘေးလူတစ်ခုတော့ပါရမယ်ဗျာဗီဒီယိုကြီးတင်လိုက်တယ်ဘာမှလည်းရေးမပါဘူးဘာမှလည်းအသုံးဝင်ကိုလက်တွေ့ဘွားနေလည်းမကိုက်ဘူးဆိုရင်ဒါဘယ်သူမှလည်းကြည့်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဗီဒီယိုတင်မှဆိုရင်ကျွန်တော်ဆိုလဲ corner writing တို့ script writing တို့ဘာလို့ရေးတာဘူးသိလည်းမသိဘူးအဲ့တော့ဘာလို့ လဲဆိုတော့ကိုလိုချင်တဲ့အချက်ကလေးကိုပဲနှုတ်ကလေးထုတ်ပြီးအဲ့ဒါလေးနဲ့ကိုက်နေတဲ့အကြောင်းပဲပြောရတယ်ဗျာအဓိကတော့ကျွန်တော်တို့ကဒီမျက်နှာကြီးပြပြီးဗီဒီယိုရိုက်ဖို့
အခန်းနေလည်းတီးတမ်းမရှိဘူးဗျကျွန်တော်ဆိုတာအခုဒီနည်းနည်းတိတ်ဆိတ်တဲ့နေရာမှာလာပြီးတော့ဗျာဒီလမ်းမှာပေါ့ကားလမ်းဘေးလေးမှာအတန်လာတွင်းရတယ်ဟောဆိုအခန်းနေကကတ်နေတော့အဲ့လိုစူတော့ကြတော့ကောင်းကောင်းမကြားရမှာလို့အဲ့လိုမျိုးပေါ့ဗျာအဲ့လိုပေါ့အခက်ခဲရတော့အများရှိရဗျာဒီမှာဗီဒီယိုလုပ်ပြီးရဆိုတော့ကျွန်တော်တို့ဒီ edit တွေလုပ်ရတယ်ဒီမှာကျွန်တော်တို့ blog ပုံစံကြီးရိုက်မယ်ဆိုရင်အရင်ကရှုပ်ထွေးရဗျာကင်မရာကိုတောင်းပေါင်းသွားနေကြရမယ်ဒီအဲ့ဒါတွေဖြစ်နေကတ်ဆက်နောက်ကန်တီးလုံးတွေထက်ဒီတီးလုံးထဲနေရာမှာ copyright ကညှိလို့မရဘူးပြီးတော့ဓာတ်ပုံတွေပါယူသုံးတဲ့နေရာမှာလည်းသူများကဓာတ်ပုံတွေဗီဒီယိုတွေသွားပြီးတော့လွတ်စပယ်ယူသုံးလို့လည်းမရဘူး။ဘာလို့ဆိုတော့သူတို့ရဲ့ community guideline နဲ့မညီဖျက်ချတာတို့ပိတ်ပစ်တာတို့ဒီဗီဒီယိုကြီးတစ်ပုဒ်လုံးကအတိုင်ကြီးက mute ဖြစ်သွားတာတို့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့လောက်ထားတဲ့နေရာသွားပြီတဲနေရင်တော့မှအဲ့လိုမျိုးပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကအပြစ်ကင်းသွားတော့ဒီလိုကိုယ့်အကူဗီဒီယိုရိုက်ပြီးတော့ဒီနောက်ကနေ voice over နဲ့ဘာ background music မှမထည့်ဘဲနဲ့ကိုယ့်ရဲ့အတန်ပဲအဓိကအဲ့လိုပြောတာမျိုးကပို့ပြီးတော့အဆင်ပြေနိုင်တယ်။နောက်ပိုင်းကျတော့ဗျာကျွန်တော်ကင်မရာကောင်းကောင်းဝယ်နိုင်တာမျိုးတို့မိုက်ကောင်းကောင်းဝယ်နိုင်တာမျိုးတို့ကိုယ်ပိုင်အခန်းငှားပြီးနေနိုင်တာမျိုးတို့ဆိုရင်တော့content တွေတခြားလုပ်လို့ရဗျာ။ပေးရဒီ light တွေနဲ့ပါတခြားထိုးကင်မရာထောင်ပြီးတော့ပေါ့။လောဆရာတော့ဒီလိုပဲတွားပြဖို့အများကြီးဗျ။ကိုရုပ်ကိုပြန်ရိုက်ဖို့ကလည်းအဆင်မပြေဘူးဗျာ။ကျွန်တော်တို့ကကိုယ့်အကူတော်ဆက်ပြီးမြိုက်တဲ့သူဆိုတော့ကဲအားဆိုလာတာထုတ်တဲ့အကြောင်းလေးပြန်ဆက်မယ်ပေါ့နော်။ဒီမှာဗျာကျွန်တော်လာတာထုတ်ဖို့တန်းစီနေရကျွန်တော်လက်မှတ်လေးပါထိုးပြီးထုတ်ရတယ်ကျွန်တော်တို့စက်ရုံမှာじゃ line တွေအများကြီးရှိတယ်ဗျာကော်ဘက်တိုက်တဲ့ line ရှိတယ်ဆေးတုပ်တဲ့ line ရှိတယ်ဆေးမှုတ်တဲ့ line ရှိတယ်ဒီပစ္စည်းအပေါက်ဖောက်တဲ့ line တွေရှိတယ်ရှာတို့ထိုးတဲ့ line တွေရှိတယ် parking line တွေအစုံပေါ့ဒီစက်ရုံတစ်ခုလုံးပေါ့ကျွန်တော်တို့ဝန်နာကြတော့ဒီဆေးမှုတ်တဲ့ line တွေကော်ဘက်တိုက်တဲ့ line တွေသူကတောင်းယူရတယ်အဲ့တော့သူ့ line မှာလူ15ယောက်ရှင်သူက15ယောက်ကိုတောင်းယူပြီးတော့ထုတ်ပေးတယ်လက်မှတ်ထိုးပြီးတော့ပေါ့အဲ့လိုမျိုးဝန်နာအသေးသေးခွဲပြီးထုတ်ပြရပါကျွန်တော်လက်မှတ်ထိုးတယ်ထိုးပြီးတော့ပတ်စံထုတ်တယ်နှစ်ကြီးသမားရတော့ပတ်စံများပါဗျာတချို့ဆိုဒီလုံငန်းမှာနေရရှိရတို့ဆိုရင်နှစ်ပတ်တစ်ခါပတ်စံထုတ်ရင်6800 6900ဘာလို့ဆိုသူတို့ကဒီလုံငန်းမှာနေရဖြစ်တဲ့အတွက်ကိုကကျွန်တော်တို့လုတ်ပိတ်လဲသူတို့ကမပိတ်ဘူးသူတို့ကဒီလုံငန်းမှာနေပြီးတက်ရှိလေးပါလေးလုတ်ညက်လေးပါလေးနှုတ်ပေါ့အဲ့လိုမျိုးပြောတော့အိမ်ဆောင်သဘောမျိုးပေါ့ကျွန်တော်တို့ကြတော့အပြင်ကနေလာလုတ်တယ်ခက်ကိုခန်းနေကိုလာလုတ်တယ်ပြင်ပြန်သွားတယ်ဆိုတော့ကျွန်တော်တို့ကလုတ်တဲ့လောကလုတ်ပိတ်မရဘူးလုတ်ဖွင့်ရတယ်ဒီဒူဝိပတ်စံထွက်တာလဲအိမ်မလွဲနိုင်သေးပါဘူးဗျာပေးပြရှိရလေးပေးပြီးတော့နည်းပါဆက်ဆက်ရှိရလေးဆက်လာအောင်မယ်ဒီဒူဝိကတော့12ရက်ခါ4800ရလာတယ်passport ကြီး1000ဖြတ်တယ်ပြီးတော့ဒီပကံဘိုးပေါ့240ဖြတ်တယ်ပကံဘိုးကသူကတရက်ကို20ယူတယ်အလုပ်12ရက်ဆင်းရင်12နဲ့24 240ဖြတ်တယ်အဲ့လိုပေါ့သူစင်းတဲ့ရက်ပုံမူတည်ပြီးဖြတ်တယ်အဲ့တော့ဒီနေ့ပတ်စံ4800ထွက်တယ်ဆိုတော့passport ကြီး1000ရယ်ပကံကြီး240ဖြတ်တော့3000ကျော်ပဲကျန်တယ်ဗျာလိုပဲပေါ့ဗျာတွားတာပဲပေါ့ကဲဒီနေ့ကတော့ဒီလောက်ပဲ bye bye